အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ညအတွက်ကျွန်တော်စိတ်ကြိုက်အပိုင်း၃ပွဲရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ကြေးရအဲ့လိုပေါ့နော်အချိန်ကြီးရပေါ့ sorry ကဲနံပါတ်1ပထမဦးဆုံးအပွဲကကျွန်တော် Man City နဲ့ဘုံမောက်ကိုကျွန်တော်အဲ့လို total over လေးကျွန်တော်သဘောကျတယ်ခင်ဗျဘာကြောင့်သဘောကျလဲဆိုတော့ကျွန်တော်ပြောပြမယ် Man City နဲ့ဘုံမောက်ပြီးခဲ့တဲ့ရာသီတွေ့ဆုံမှုမှာနောက်ဆုံးပွဲမှာဘုံမောက်နဲ့ Man City 1-1 တည်ကြလို့ Man City ဖလားလက်လုပ်ခဲ့ရတယ်ကိုအောက်တယ်1-1ဆိုတော့ကျွန်တော်တို့ဒီပွဲမှာကူပေါင်းပေးထားတဲ့ပုံကကျွန်တော်တို့3လုံးကို50ရှုံးသေးတယ်ဗျ sorry 3လုံးတော့50ရှုံးသေးတယ်4လုံးကျမှအပြည့်နိုင်မှာဒါကကျွန်တော်ကူပေါင်းပုံကိုကြိုက်စေတဲ့အချက်အဓိကအချက်ပေါ့နော်3လုံးတော့ရှုံးနေစေတယ်အဲ့ဒါကိုကျွန်တော်ကူပေါင်းပုံတော်လေးသဘောကျတယ်နောက်တစ်ချက်Man City နောက်တန်းကျွန်တော်တို့ဒီပွဲတွင်းခြေစွမ်းရပါတော့ကျွန်တော်တို့ဒီကြေးပုံစံကိုကြည့်ပြီးကြေးပုံစံအရာပြီးခဲ့တဲ့နောက်ဆုံးတွေးဆုံမှုတွေမှာတော့မှလေးကိုရဖို့အဲ့လိုဗျာဟိုတော်တော်ကစားရတယ်ဗျာနှစ်သင်းပေါင်းဒါပေမဲ့ဒီအဲ့လိုအခြေအနေမျိုးနှစ်သင်းကိုအခုဒီပွဲမှာ3လုံးတော့50ရှုံးပေးထားတယ်ဆိုတော့ဒီပွဲကကျွန်တော်ကိုပေါင်းပေါ်နိုင်ခြေရှိတယ်လို့ခန်းစားမိလို့ဒါကဒီကြေးနဲ့ကြည့်ပြီးပြောတာပေါ့နော်ခြေစွမ်းရကြည့်ပြီးပြောမယ်ဆိုရင် Man City နောက်တန်းဖွင့်ထွက်နေတယ်ဆိုတာကအာဆင်နယ်ကို community ရှိမှကန်သွားတဲ့ပွဲမှာဆိုတဲ့တွေ့လို့ပေးလိုက်ရတဲ့ဂိုးတွေကအရန်ခက်ခဲမနေဘူးဗျာအဲ့လိုရှိတယ် Man City ကွင်းလယ်ကရိုဒီနီယာကိုမဖိနိုင်သေးသူနောက်တန်းညာပွင့်ထွက်နေမှာပဲဗျာအဲ့လိုရှိတယ်နောက်တစ်ချက်ကဘုံမောက်ကအများကြီးပြောင်းလဲတာမရှိဘူးနီးပြပြောင်းသွားပြီမဲ့ဘုံမောက်ကိုပြန်ကိုင်းမဲ့နီးပြလည်းအချင်းမဟုတ်ဗျဒီတော့ဘုံမောက်ကအရန်ကြီးကျွန်တော်တို့သူအားရောက်သွားတယ်လို့ခံစားလို့မရတော့နှစ်ဖက်တင်းသွင်းကိုများမှာလို့ကျွန်တော်မြင်တာ Man City ကဂိုးသွင်းမှာပဲဟာလန်တို့စမင်းညိုတို့ဒိုကူလိုတိုက်စစ်ကဘုံမောက်ခံစစ်ကို AACC ကိုရနိုင်တယ်ဒီတော့ကျွန်တော်ကဘုံမောက်က Man City ကိုဂိုးပြန်သွင်းနိုင်ခြေရှိတယ်လို့ခံစားမိတဲ့အတွက်ဒီပွဲကို total over ကျွန်တော်ရွေးတယ်အကြိုက်တူရင်လိုက်ဆော့ကြည့်ပါဗျာနော် okay အော်ကျွန်တော်လုံးကြွားလိုက်အောင်မယ်ကျွန်တော်နှစ်ညစတိုက်100%เนาะတည3ပွဲရွေးတာနှစ်ညစတိုက်100%ကျွန်တော်မှန်ထားတဲ့အတွက်ဒီနေ့ဗီဒီယိုပါရိုက်ပြီးရွေးပေးလိုက်တာကျွန်တော်ဒုတိယရွေးချယ်ခြင်းတဲ့အသင်းကတော့ Paris Saint-Germain ကျွန်တော်အဖွင့်ပွဲမှာဒီအဖွင့်ပွဲဆိုတာထားပြဒီ Super Fla ပွဲမှာကျွန်တော်တို့ဒီ Lens ကို 1-0 နဲ့ရှုံးသွားတယ်သွင်းလို့တော့မရခဲ့ဘူးအခုဒီပွဲမှာအဖွင့်ပွဲအဖြစ် Rennes နဲ့ကန်ရမယ်ပေးထားတဲ့ GR က1.30ပေးထားတယ်ကြီးအရာ1.30ဘာမှတွေးနေစဉ်းစားနေစရာမလိုဘူး PSG ကြိုက်တဲ့လူ PSG လောင် PSG မယုံတဲ့လူ Backhand ဆိုတဲ့ပုံစံကြီးသွားထားတယ်ဘာမှတွေးစရာသိမရှိဘူးဗျာအဲ့တော့တွေးမနေတော့ကြောလိုက်ကျွန်တော်ခြေစွမ်းရကြည့်မယ်ခြေစွမ်းရ PSG က Luis Enrique ဖြစ်နေတဲ့အတွက်ကျွန်တော်ယုံတယ်လမ်းကိုရှုံးသွားတဲ့ပွဲကလွဲရင်ဒီနေ့ပွဲမှာဒီကဘာဖလားကန်ထားတဲ့လူတွေကအစားအဆုံးပြတ်ပါလာမှာဖြစ်တဲ့အတွက် PSG ဒီကျွန်တော်တို့ Super ဖလားရှုံးပွဲကိုအဲ့လိုပြန်ပြီးတော့ဘယ်လိုပြောမလဲခံပတ်လာမလားပေါ့နော်ဒါမှမဟုတ်ပဲနဲ့ PSG တို့ရဲ့ထုံးစံအတိုင်းယာဒီဆမှာဒီလဲပြီးယာဒီဆုံးကန်ဒီမှာဖလားသိမ့်တက်တဲ့အကျင့်တိုင်းဒါက PSG မဟုတ်လူဝိအန်ဒရီရဲ့အကျင့်ပေါ့နော်လူဝိအန်ဒရီရဲ့အကျင့်တိုင်းအဲ့လိုပုံစံမျိုးဖြစ်မဲ့လို့ခံစားမိတဲ့လူတွေအနေနဲ့တော့ PSG ပွဲကိုရှောင်လို့ရပါတယ် Okay နောက်ဆုံးတစ်ပွဲကျွန်တော် Ruben Amorim ရဲ့ AC Milan အသင်းကိုကျွန်တော်ရွေးချင်တယ်ကမ်းမှာကအဝေးကွင်းပေးထားတဲ့ကြီးက1.80 1ဆိုပြည့်နိုင်ပြီပေါ့နော်ဘာလို့ကျွန်တော်ရွေးချင်လဲဆိုတော့ Ruben Amorim ရဲ့ပထမအဆုံး City အဖွင့်ပွဲမှာ Ruben Amorim သူ Manchester United မှာလိုမျိုးဖြစ်ခံမှာမဟုတ်တော့တဲ့အတွက်သူလုံးဝအမှားခံမှာမဟုတ်ဘူးလို့ကျွန်တော်ခံစားမိလို့နီးပြတယောက်ရဲ့ကမ်းဘတ်လာမဲ့စိတ်တက်ကိုကျွန်တော်အဲ့လိုယုံကြည်ပေးလိုက်တာပေါ့နော်နောက်ပြီးတော့ဒီကွန်ကာလိုရာမိုရိုအားဖြည့်ထားတဲ့တိုက်စစ်ပိုင်းကိုလည်းအရင်တိုက်စစ်တွေထပ်ပို့ပြီးအဲ့လိုလှုပ်လှုပ်ရှားခံစားမိတယ်ထင်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော် AC Milan ကိုရွေးတယ်တတိယအသင်းအနေနဲ့တော့เนาะဒီတော့ကျွန်တော်တို့ဒီကြိုက်တဲ့လူတွေတူတူ live ဆော်လို့ရတယ်ကျွန်တော်ရဲ့2ရက်စတိုင် 100% win rate အပြည့်ရတာတဲ့အဲ့လို3ပွဲ test ကဒီနေ့မှာManchester City ကိုပေါ် total over ပေါ့နော် Manchester City total over PSG 40နဲ့ကျွန်တော်တို့ဒီ AC Milan ပေါ့နော် Ruben Amorim ရဲ့ AC Milan 40ဖြစ်ပါတယ် Okay good luck ဗျာအားလုံးပဲ